တဘာဝလုံးဖြစ်ရစမ်းတွေနဲ့6ချာထိုင်လန့်စရာဇလံကောင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့ဇော်ကြီး Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဇော်ကြီးပါဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့တိုက်ခန်းအမတ်404ကမဖိတ်ခေါ်ပဲရောက်လာသူလူတွေဟာမြို့ပြရဲ့မီးရောင်စုံအောင်မှာလုံယုံတဲ့လူထင်တတ်ကြတယ်ဒါပေမဲ့တကယ်အမောင်ထူးကလူသူထူထပ်တဲ့ရက်ကွက်ဟောင်းတွေအလင်းရောင်မရတဲ့လေကားခွင်းတွေနဲ့နှစ်ပေါင်းများစွာတောခတ်ထားတဲ့တိုက်ခန်းအိုရီထဲမှာပုံအောင်နေတတ်ပါတယ်ကျွန်တော်နာမည်ကျော်ကြီးပါလွန်ခဲ့တဲ့နှစ်ကရန်ကုန်ကိုအလုပ်ကိစ္စနဲ့ပြောင်းလာခဲ့တုန်းကကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကိုပြောပြခြင်းပါတယ်ဒီနေ့ထိကျွန်တော်ရဲ့ကြောကုန်းပေါ်မှာရှိနေတဲ့အမတ်သားတစ်ခုကအဲ့ဒီညတွေဟာအိမ်မက်မဟုတ်ဘူးဆိုတာတက်တည်ပြနေတော့ပါပဲရန်ကုန်မှာအိမ်ငါးခါတဲ့ဇေကီလုံးလို့စိတ်ညစ်နေတော့လမ်းမတန်းတင်ရှိတဲ့တိုက်ခန်းအိုကြီးတစ်ခုရဲ့စတော့ထထန်မှာအခန်းတစ်ခန်းရခဲ့တယ်အခန်းကကျဲတဲ့လောက်ဈေးကမယုံနိုင်လောက်အောင်ချိုလွန်းတယ်အခန်းနံပါတ်က44စားဝင်တဲ့နေ့ကတည်းကထူးဆန်းကအင်းရှင်အပိုးကြီးရဲ့အမူအရာပဲသူကကျွန်တော်ကိုတော့ပေးရင်းနဲ့ညဘက်ဆိုရင်တကားကိုဘသူလာခောက်မဖွင့်နဲ့နောက်ပြီးအင်းရှီကန်းကမန်ကြီးကိုလည်းအဝတ်နဲ့အုပ်ထားတာပိုကောင်းမယ်လို့တတိပေးတယ်ကျွန်တော်ကတော့လူကြီးတွေထုံးစံအယူတီးတာလို့ပဲထင်ခဲ့မိတာပေါ့ပထမဆုံးညမှတင်အိပ်ပျော်ခန်းနေချင်းအခန်းပင်ကလီကားထေတွေစီကနေဘတ်နဲ့အသားချင်းရိတ်တန်လိုမျိုးခြေတံကြီးတစ်ခုတက်လာတယ်အဲ့ဒီခြေတံကကျွန်တော်အခန်းနံပါတ်404တကားရှိမှရပ်သွားပြီးတကားကိုခဲနဲ့ပေါက်ထလို့မျိုးဒေါက်ဆိုပြီးခက်ပင်း3ချက်ခောက်တယ်ကျွန်တော်ထကြည့်တော့ဘယ်သူမှမရှိဘူးဒါပေမဲ့တကားလက်ကန်ကအေးဆက်နေပြီးအပြင်ဘက်မှာလူတစ်ယောက်ပြင်းထန်အသက်ရှူနေသလိုမျိုးဟူးဆိုတဲ့အတန်ကိုကြားလိုက်ရလေဗျ3ရက်လောက်ကြာတော့ပိုဆိုးလာတယ်ရေချိုးခန်းထဲမှာရေချိုးနေရင်မျက်လုံးမိတ်ထားတဲ့အချိန်တယောက်ကကျွန်တော်ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ရေငွေ့တွေဖုံးနေတဲ့မှန်ပင်ဘောမှာလက်ဖွားရအသေးလေးတွေပေါ်နေလားခလေးတယောက်ရဲ့လက်ရလိုမျိုးပဲနောက်ပြီးရေထွက်ပေါက်မှာပိတ်နေတဲ့ဆံပင်တွေအဲ့ဒီဆံပင်တွေဟာတော်တော်ရှိတာဗျကျွန်တော်ကလူပြိုအခန်းထဲမှာလည်းမင်းကလေးမရှိဘူးအဲ့ဒီဆံပင်တွေကိုဆွဲထုတ်လိုက်တဲ့အခါဆံပင်တွေနဲ့အတူအသားစားလေးတွေပါလာတယ်လို့မျိုးအနဆိုးကြီးတစ်ခုထွက်လာတယ်အဲ့ဒီညမှာပဲအိမ်ရှိကမန်ကြီးကိုအုပ်ထားတဲ့အဝတ်ကသူ့လိုကျွတ်ကြနေတာကိုတွေ့ရတယ်ကျွန်တော်မန်ထဲကိုကြည့်လိုက်တဲ့အချိန်မန်ထဲမှာပေါ်နေတဲ့ကျွန်တော်ပုံကြီးရဲ့အနောက်မှာအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ရက်နေတာကိုမြင်လိုက်ရတယ်သူမကခေါင်းငုံထားပြီးစပင်းဒီကသူမရဲ့မျက်နှာကိုဖုံးထားတယ်ကျွန်တော်အနောက်ကိုလဲကြည့်လိုက်တော့ဘယ်သူမှမရှိဘူးဒါပေမဲ့မှန်တဲကိုပြန်ကြည့်တဲ့အခါသူမကကျွန်တော်ရဲ့ပခုံးပေါ်ကိုသူမရဲ့ဖြူဖြောနေတဲ့လက်ကြီးနဲ့လမ်းကင်လိုက်တာကိုမြင်လိုက်ရတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့အခန်းပင်ကိုထွက်ပြေးပြီးအောက်ထက်ကတိုက်ခန်းအောက်ချုပ်ပြမှုအဘိုးကြီးစီတွားမေးပါတော့တယ်အဘိုးကြီးကတုံရင်နဲ့ဖြိုပြရှာတယ်ဒီအခန်းမှာလွန်ခဲ့တဲ့10နှစ်ကမုတ်ဆိုးမတယောက်နဲ့သူမရဲ့9နှစ်အရွယ်သမီးလေးနေခဲ့ဖူးတယ်တညမှာတော့တခိုးဝင်ပြီးအဲ့ဒီအမျိုးသမီးကိုမျက်လာကိုဓာတ်နဲ့မွန်းပြီးတတ်သွားခဲ့တာကလေးမလေးကတော့ကိုတိန်အောင်မှာပုံနေရင်းကနေကြောက်လန့်ပြီးနှလုံးရသေးသွားခဲ့တယ်တဲ့အဲ့ဒီကလေးကအဲ့ဒီအခန်းထဲမှာညဘက်ဆိုရင်အမျိုးသမီးရဲ့ငိုတန်းနဲ့ကလေးမလေးတွေခြေတန်းတွေကိုကြားရတတ်တယ်မင်းတွေးခဲ့တဲ့မန်ကြီးကလည်းအဲ့ဒီတုန်းကတွေးတွေဆွန့်ခဲ့တဲ့မန်ကြီးတယ်တဲ့ဗျကျွန်တော်နားထောင်ရင်းနဲ့ကြတိတွေထွားမိတယ်အဲ့ဒီညမှာကျွန်တော်ပစ္စည်းတွေသိမ်းပြီးအမြဲတမ်းထွက်ဖို့ပြင်တယ်ဒါပေမဲ့တကားကအပြင်ကနေတိုးခတ်ထားသလိုမျိုးလုံးဝဖက်လို့မရတော့ဘူးအခန်းမီတွေကလည်းထဖြတ်နဲ့မိတ်တုံဖြစ်လာတယ်အိတ်ခန်းထဲကနေမတော်ပါနဲ့ကျမတို့နဲ့အတူနေပါဆိုတဲ့အတန်ကြီးကပိတ်တင်ထွက်လာတယ်ကျွန်တော်လက်ကြည့်လိုက်တော့အမျိုးသမီးကြီးကကိုတင်ပေါ်မှာထိုင်နေပြီးသူမရဲ့သမီးလေးကကျွန်တော်ရဲ့ခြေထောက်တွေကိုအတင်းဖတ်ထားတာလားအမျိုးသမီးကြီးကသူ့မရဲ့စံပင်တွေကိုဖြည်းဖြည်းချင်းတတ်တင်လိုက်တဲ့အခါသူ့မမျက်နှာမရှိတော့ဘူးဓာတ်နဲ့မွင်းထားတဲ့အသားစားတွေနဲ့တွေးစင်းရှင်ထွက်နေတဲ့တွင်းကြီးနှစ်ခုပဲရှိတော့တာသူမကကျွန်တော်စီကိုတွားတက်လာပြီးသူမရဲ့လက်သေးရှည်ကြီးတွေနဲ့ကျွန်တော်ကြော်ကုန်းကိုအတင်းကုတ်ဆွဲပါတော့တယ်ကျွန်တော်နာကျင်လွန်းလို့အော်ဟစ်ရင်တတိလစ်သွားခဲ့တယ်မနက်လင်းလို့ကျွန်တော်တတိရလာတဲ့ချိန်မှာတော့ကျွန်တော်ဟာတိုက်ခန်းလေကားခွင်ရှေ့မှာလဲလျောင်းနေတာပါကျွန်တော်ပစ္စည်းတွေကတော့အခန်းထဲမှာကျန်ခဲ့ပြီကျွန်တော်အဲ့ဒီတိုက်ခန်းကိုနောက်တစ်ခါလုံးဝပြန်မသွားတော့ဘူးဒါပေမဲ့ထူးဆန်းတာကဆေးရုံရောက်လို့ဆရာဝန်ကစစ်ဆေးတဲ့အခါကျွန်တော်ကြော်ကုန်းမှာ
အနီရောင်လက်ဖွာရာကြီးနှစ်ခုထင်ချန်နေတာပါအဲ့ဒီလက်ရတွေဒါအခုထက်ထိမပြောက်သေးပါဘူးတခါလေညဘက်ဆိုရင်အဲ့ဒီအမတ်သားတွေကအေးဆက်လာပြီးနားတဲ့ပါမင်းကငါလို့မိသားစုဝင်ထစ်ထွားပြီးဆိုတဲ့အတန်ကိုကြားနေရတော့မှာပဲ တင်ရောအခုနေထိုင်နေတဲ့အခန်းထဲမှာတင်တယောက်တည်းရှိနေတာသိချရဲ့လားပရိသတ်ကြီးတို့ကြီး